ခါတလေကြရင်လေတရားကကိုကိုစောင့်ကြည့်နေတယ်လို့မျိုးခံစားရဘူးလားအားလုံးပဲမင်္ဂလာပါရှင်တဲတော့ပိုင်းအီမီကိုကနေကြိုဆိုလိုက်ပါတယ်ဒီနေ့အတွက်ခေါင်းစဉ်လေးကတော့ရီစာဟောင်းကကိုကိုစောင့်ကြည့်နေလားဆိုတဲ့ခေါင်းစဉ်လေးပဲဖြစ်ပါတယ်ဒါလေးကပိုင်း1ပိုင်း2ပိုင်း3ပါရှင် personal reading မေ့ချင်တဲ့သူတွေထဲတော့မေ့ချင်တဲ့သူတွေမေကွန်3ခုကို9000နဲ့လာမေးလို့ရပါတယ် Viber Telegram ကနေ voice mail နဲ့တခြားလေးဟောပေးပါတယ်နော်ပိုင်ဝမ်လေးအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့လဲတဲတော့ကလေးမပြတော့ဘူးပေါ့နော်ပိုင်ဝမ်လေးရဲ့ရီစာဟောင်းကအပြင်ပန်းကြည့်ရင်အရန်တည်ငြိမ်သူအထာကြီးနဲ့ပေါ့နော်တကယ်တမ်းကျတော့လေပိုင်ဝမ်လေးဘာလုပ်နေလဲဆိုတာကိုစုံတောက်တယောက်လိုလိုက်ပြီးတော့ဆက်စုနေတတ်ပါတယ်ပိုင်ဝမ်လေးရဲ့ social media တို့ဒီလိုမျိုး TikTok တို့ Facebook တို့လိုမျိုးပေါ့နော်အဲ့ဒါကိုfake account နဲ့ဖြစ်ဖြစ်တငယ်ချင်းတွေကတဆင်ဖြစ်ဖြစ်ပေါ့နော်အမြဲတမ်းချောင်းကြည့်နေတတ်ပါတယ်သူစိတ်ထဲမှာပိုင်ဝမ်လေးကသူနဲ့လုံးဝမဆိုင်တော့ဘူးဝေးသွားပြီလို့ခံစားနေရတာမျိုးလည်းရှိတယ်ပေါ့နော်အဲ့ဒါကြောင့်လည်းသူကပို့ပြီးတော့တိကျင်စိတ်ကပြင်းပြနေရလို့ပြောလို့ရတယ်ပိုင်ဝမ်လေးဘယ်သူတွေနဲ့အပြင်သွားနေလဲသူတွေနဲ့တွဲနေလဲဆိုတာသူအမြဲတမ်းစောင့်ကြည့်နေတယ်ဆက်စုတာလည်းပါတာပေါ့နော်တခါတလေသူစိတ်မထိန်နိုင်တော့တဲ့အချိန်မှာ notification တစ်ခုခုတက်အောင်လေးလုပ်တတ်တယ်ဥပမာဟိုးရင်တုန်းက post အဟောင်းတစ်ခုခုကို like တွေပါတယ်မှားပေးမိကြအောင်ဆောင်တာတို့ပါတို့ပေါ့နော်အဲ့လိုမျိုးလည်းလုပ်တတ်ပါတယ်ပေါ့သူကပိုင်ဝမ်လေးကိုလက်လွတ်လိုက်ပြီလို့တွေးထားပေမဲ့လည်းလက်တွေ့မှာတော့ပိုင်ဝမ်လေးရဲ့ဒီ up to date တွေကိုစက္ကန့်မလက်ပေါ့နော်အရန်သိကျင်နေတယ်စောင့်ကြည့်နေတတ်ပါတယ်ပေါ့နော်ပိုင်ဝမ်လေးအားလုံးပဲဂျင်းနဲ့ကြားလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်ပိုင်တူးလေးအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့တဲတော့ကက်လေးမပြတော့ဘူးပေါ့နော်ပိုင်တူးလေးရဲ့ရီစာဟောင်းကပိုင်တူးလေးကိုမမြင်မိအောင်မကြည့်မိအောင်တော်တော်လေးကိုအောင်အေးသီးခံထားတဲ့အနေအထားမှာရှိတယ်ပေါ့နော်ဘာလို့လဲဆိုတော့လေ तू ကပိုင်တူးလေးကိုကြည့်လိုက်တိုင်းမြင်လိုက်တိုင်းမှာပိုင်တူးလေးနဲ့ तू နဲ့ဂျားထဲမှာအားလုံးပြီးဆုံးသွားပြီဆိုတဲ့အတွေးမျိုးသူ့ခေါင်းထဲမှာဝင်လာတယ်ပေါ့နော်အဲ့ဒါယူ तू ကမကြိုက်ဘူးပေါ့အဲ့ဒါကြောင့်မို့လို့မကြည့်မိအောင်နေတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ပိုင်တူးလေးစီကဘာမှမျောလင်းလို့မရဘူးဆိုတာကိုလည်းသူ့စိတ်ထဲမှာသူထင်နေတယ်ပေါ့နော်။ငါသူ့စီကဘာမှမျောလင်းလို့မရတော့ပါဘူးလားဆိုတော့အတွေးမျိုးသူ့စိတ်ထဲမှာရှိတယ်ပေါ့။တချို့ပိုင်တူးလေးတွေဆိုရီးစားဟောင်းကဘလော့ထားတာမျိုး unfollow လုပ်ထားတာမျိုးတောင်ခံရနိုင်တယ်ပေါ့နော်။တကယ်ကသူ့စိတ်ထဲမှာသူ့ကိုသူအနာပေးထားတာသူ့စိတ်ကိုသူအနာပေးထားတာပေါ့။ပိုင်တူးလေးကိုမုန်းလို့မမြင်ချင်လို့မဟုတ်ဘူး။ပိုင်တူးလေးအကြောင်းကိုမြင်လိုက်တိုင်းကြားလိုက်တိုင်းမှာသူစိတ်သက်ကြတာအိတ်မပြောတာတွေဖြစ်တတ်တယ်ပေါ့နော်။အဲ့ဒါကြောင့်တမင်မမြင်မိအောင်နေတယ်လို့လည်းပြောလို့ရတယ်။ဆိုတော့ तू ကပိုင်တူးလေးကိုစောင့်ကြည့်နေတာမျိုးထက်ပိုင်တူးလေးအကြောင်းကိုမကြားရအောင်မမြင်ရအောင်နားတွေကိုပိတ်မျက်စိတွေကိုပိတ်ပြီးတော့သူ့ရဲ့နာကျင်မှုတွေအစင်မပြေမှုတွေကိုတိတ်လေးကုစားနေတဲ့သဘောမှာတော့ရှိတယ်ပေါ့နော်ပိုင်တူးလေးအားလုံးပဲကျင်းနေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်ပိုင်တူးလေးအားလုံးပဲမင်္ဂလာပါရှင်ပိုင်ကျွေးလေးတွေအတွက်ကအဖြေကရိုးရိုးရှင်းရှင်းလေးပဲပေးစရာရှိပါတယ်။ပိုင်ကျွေးလေးရဲ့ရီစာဟောင်းကပိုင်ကျွေးလေးကိုစောင့်ကြည့်နေပါတယ်။ပိုင်ကျွေးလေးကကို6လောက်ပေါ်ကိုရက်တီပြီးတော့ပျော်ပျော်ရွှင်ရွှင်နဲ့နေနေတာအောင်မြင်နေတာကိုမြင်တဲ့အခါမှာသူ့သဘောကျတယ်ပေါ့နော်။ပိုင်ကျွေးလေးရဲ့ရီစာဟောင်းကလေစိတ်သဘောထားပြည့်ဝတယ်လို့ပြောရမယ်။လမ်းခွဲလိုက်တာအတွက်လည်းလမ်းခွဲလိုက်တာပေါ့နော်။လမ်းခွဲလိုက်တာနှစ်ယောက်လုံးအတွက်ကောင်းမှုဖြစ်လာရဲဆိုတဲ့အတွေးမျိုးသူ့မှာရှိတာပေါ့။ပိုင်ကျွေးလေးမိုင်သေးတွေကိုကြည့်ရင်တော့မှတငယ်ချင်းတယောက်လိုမျိုးမိတ်ဆွေတယောက်လိုမျိုးပဲသူအဆင်ပြေနေပါလားဆိုတဲ့စိတ်မျိုးနဲ့ကြည်တာပေါ့နော်အာဃာတလည်းမရှိတော့ဘူးအသေးအတန်ပြန်တွဲချင်တာမျိုးလည်းမရှိဘူးပေါ့နော်ပိုင်တွင်းလေးပျော်နေရင်သူလည်းမူတည်တာပွားနိုင်ပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့ကြည်နေတယ်စောင့်ကြည့်နေတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ပိုင်တွင်းလေးအားလုံးပဲဂျင်းနဲ့ကြားလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်